into Yanuka Charo live processes involve the expression and transmission of genetic information. ဒီသင်္တုကကြတော့ဒီချိုနောက် chapter 2မှာသင်ရမယ် genetic အပိုင်းက introduction ပေါ့နော်ဒီမှာသက်ရှိရဲ့ဖြစ်စဉ်တစ်ခုမှဆိုလို့ရှိရင်ဒီမျိုးဗီဇကူပြောင်းတဲ့အစဉ်ပေါ်ပြတဲ့အစဉ်တွေပါဝင်မယ်ဟုတ်ပြီအရင်ဆုံးပေါ့နော်စာကိုမသိခင်ပုံလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျတို့ရဲ့ခန္ဓာကိုယ်ထဲမှာဖေစီကနေမေစီကနေတဝက်စီမျိုးစကန်ထားတဲ့မျိုးဗီဇတွေပါဝင်တယ်အဲ့ဒီမျိုးဗီဇတွေဆိုလို့ရှိရင် DNA လို့ခေါ်တယ်အဲ့တော့ဒီဘက်ကဒီပုံကကြတော့ DNA ပေါ့နော် DNA လို့ပြောလိုက်တာနဲ့ဒီကျတို့ကကြောင်းလင်းလင်းကားလိုမျိုးပဲ strand တစ်ခုကလိမ့်နေတယ်အဲကြောင့်လို့တက်ပဲဒီလေးလို့ခေါ်ရပါတော့အဲ့ဒီမှာကျတို့ကထပ်ပြီးတော့အသေးသေးထပ်ကြည့်မယ်ဆိုလို့ရှိရင် nucleus မှာ DNA ရှိမယ်အဲ့ဒီ DNA ဒီကကြတော့ဒီကလေးလေးတယောက်ပေါ့နော်တက်ရှိတယောက်ဖြစ်လာဖို့ရတဲ့ဆိုလို့ရှိရင်အဖေကတဝက်မေစကတဝက်ဆိုတော့အမေစကနေ acid ရှိမယ်အဖေကနေ spanse ရှိမယ်အဲ့ဒီနှစ်ခု spanse နဲ့ acid နဲ့ပေါင်းသွားတယ်ပေါင်းသွားတဲ့အခါမှာသူတို့ထဲမှာပါဝင်နေတဲ့ဒီ nuclei containing DNA မျိုးဗီဇတွေပါဝင်တဲ့ nucleus နှစ်ခုပေါင်းသက်သွားမယ်ပေါင်းသက်သွားပြီးတဲ့နောက်မှာဒီဥကလေးကပေါ့နော် fertilizer လို့ခေါ်တဲ့တတိယအောင်လေးကိုရလာမယ်အဲ့ဒီတတိယအောင်ထဲမှာဆိုလို့ရှိရင် all parents ဒီဘက်နှစ်ပါးကနေပြီးတော့မျိုးစကန်ထားတဲ့ DNA ပါဝင်လာမယ်ဟုတ်ပြီအဲ့ဒီ fertilizer လေးကတဖြည်းဖြည်းနဲ့ဆဲကွဲပွားခြင်းအပြင်embryosis လေးပါမယ်အဲ့ဒီ embryosis တတိသားလုံးဆဲလေးမှာဆိုလို့ရှိရင်and which copies or inherited DNA မျိုးဗီဇတွေကိုစကန်ထားတဲ့ပုံတူပွားထားတဲ့တတိယအောင်ဆဲလေးဖြစ်လာမယ်အဲ့ကနေမှတစ်ဆင့်ကွဲပွားရင်းနဲ့ offspring လို့ခေါ်တဲ့တာသမီလေးတယောက်ရလာမယ်အဲ့ဒီ offspring က with trace ဆိုတာဒီနေရာမှာလက္ခဏာရဲ့ပေါ့နော် inherited from both parents ဒီဘက်နှစ်ပါးစီကနေမျိုးဗီဇတွေစကန်ထားတဲ့လက္ခဏာရဲ့တွေပါဝင်နေတဲ့ offspring လို့ခေါ်တဲ့တာသမီလေးတယောက်ဖြစ်ပေါ်လာမယ်ဟုတ်ပြီဒီအကြောင်းကိုပဲပြောချင်တာကဒီတင်တူးမှဆိုလို့ရှိရင်ဒီ live processor ဒီတက်ရှိဘဝရဲ့ဖြစ်စဉ်အကြောင်းမျိုးဗီဇဘယ်လိုမျိုးကူပြောင်းလာလဲဆိုတဲ့အကြောင်းကိုသင်ရမှာဖြစ်ပါတယ်အဲ့တော့ကြည့်အောင်The genetic information is encoded in the nucleotide sequence of DNA. Genetic information မျိုးဗီဇအချက်လက်တွေကို is encoded ဆိုဖွက်ထားတဲ့ in the nucleotide sequence of DNA မျိုးဗီဇတခုရဲ့ပေါ့နော်ဒီ DNA စက်တန်းခြေတီထဲမှာဖွက်ထားတဲ့DNA ကတဲ့ transmit ကူပြောင်းသွားမယ်မျိုးဗီဇတွေကကူပြောင်းသွားမယ် inheritable information from parents to offspring ဒီပါစီကမျိုးဆက်ခံထားတဲ့ inheritable information ဆိုတာမျိုးဆက်ခံထားတဲ့အချက်လက်တွေကိုတဲ့ to offspring တာသမီစီကိုကူပြောင်းသွားမယ်နောက်တစ်ခုက DNA sequence လို့ခေါ်တဲ့ DNA စက်တန်းမျိုးဗီဇစက်တန်းခြေကြီးကို genes လို့လည်းခေါ်တယ်ဟုတ်ပြီဒီ DNA လို့ခေါ်တဲ့ genes ကတဲ့အဲ့ဒါဆောင်ရွက်ပေးနိုင်တဲ့ expression ဆိုတာညွှန်ကြားဆောင်ရွက်ပေးနိုင်တယ်to make a cell protein protection တလုံးမှာရှိနေတဲ့ protein တည်ဆောက်မှုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုညွှန်ကြားပေးနိုင်တယ်ဘယ်လိုလုပ်ရမလဲဆိုရင် by being transferred into messenger RNA protein တည်ဆောက်ဖို့ရတဲ့ဆိုလို့ရှိရင်ဒီချေတို့က DNA ကနေဆောင်ရွက်ပေးရဆိုရင်အရင်ဆုံးလုပ်ရမှာဒီ messenger RNA လို့ခေါ်တဲ့ mRNA ကိုတွားရမယ်အဲ့တော့ by being transferred ကိုပြောင်းသွားလိုက်တဲ့ into mRNA and then အဲ့ဒီနောက်မှာ translated ဆိုဖွဲ့စည်းလိုက်တဲ့ into specific protein တိကျတဲ့ protein တစ်ခုအဖြစ်ဖွဲ့စည်းလိုက်တဲ့ဒီ process are called gene expression ဒီဖြစ်စဉ်ကို gene expression မျိုးဗီဇဖော်ပြခြင်းလို့ခေါ်တယ် gene expression က can also produce some RNAs ဒီမျိုးဗီဇဖော်ပြခြင်းမှာဆိုလို့ရှိရင် RNA တွေချို့ကိုထုတ်ပေးတယ်ဟုတ်ပြီအဲ့ဒီ RNA က that are not translated into protein အဖြစ်တော့ဖွဲ့စည်းနိုင်ဘူးဒါချင်တာကဘယ်လို RNA များစွာရှိတယ်ဒါပေမဲ့ protein အဖြစ်အလုံးကိုတော့ဖွဲ့စည်းရတဲ့နေရာမှာမသုံးဘူးပဲဒါပေမဲ့လည်း serve other important function တခြားသောအရေးကြီးတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့ထုတ်ပြလိုက်တဲ့ RNA ရှုကသုံးလို့ရပါတယ်လို့ပြောထားတယ်ဒါကတော့အသင်တူအကြောင်းပဲဖြစ်ပါတယ်